ပြောပြပေးမှာကတော့ကွန်ပျူတာမှာ YouTube ကနေပြီးတော့ဗီဒီယိုတွေကိုဘာ software မှမလိုဘဲနဲ့အလွယ်ဆုံး download ဆွဲတဲ့နည်းလေးကိုကျွန်တော်တစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ internet connection ချိန်ပြီးတော့ကျွန်တော်တို့เนาะ Chrome ထဲကိုဝင်လိုက်မယ်။ကျွန်တော်တို့ Chrome ထဲရောက်တဲ့အခါမှာ YouTube ထဲကိုဝင်လိုက်မယ်။အဲ့တော့ YouTube မှာကိုရှာခြင်းတဲ့သချင်းတစ်ခုခုကိုเนาะကျွန်တော်ရှာလိုက်မယ်။အဲ့တော့ကို down ခြင်းတဲ့သချင်းကိုကျွန်တော်တို့တစ်ချက်เนาะဒီဘေးကအစက်လေး၃ချက်ကိုကျွန်တော်နှိပ်ပြီးတဲ့အခါမှာ share ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ်။အဲ့မှာကျွန်တော်တို့ဒီမှာဒီသချင်းရဲ့ copy link ကိုကျွန်တော်တို့เนาะ link ကို copy ယူလိုက်မယ်။ယူတဲ့အခါမှာကျွန်တော်တို့ဘယ် website လေးနဲ့တွားရမလဲဆိုကျွန်တော်ဒီအပေါ်မှာပေါ့เนาะဘယ် site နဲ့တွားမလဲဒီအပေါ်မှာသူရဲ့ကျွန်တော်ဒီဘားလေးမှာလာပြီးတော့ကျွန်တော်တို့ရေးပေးရမှာရ yt1s.com ဆိုတဲ့ဟာလေးပေါ့เนาะဒါတို့တစ်ချက်ရေးလိုက်မယ်။အဲ့တော့ကျွန်တော်ဒီနေရာလေးမှာကျွန်တော်ယူလာတဲ့ link ကိုကျွန်တော်တို့ paste ချလိုက်မယ်။ချပြီးတဲ့အခါမှာကျွန်တော်ဒီဘေးက convert ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ်။အော်ဒီမှာကျွန်တော်တို့က resolution ရွေးလို့ရတယ်။ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တခြား site တွေရတယ်သူကပွင့်လာတယ်ပေါ့နော်အဲ့တော့ဒါလေးကိုပိတ်နေပိတ်မပိတ်နေကျွန်တော်တို့မူရင်း link မူရင်း site တွေကိုပြန်သွားပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီ video ရဲ့ resolution ကိုရွေးလို့ရလို့ MP3 နဲ့လည်း download ရတယ်ကျွန်တော်ဒီမှာ 144 pixel နဲ့ပဲကျွန်တော် download လိုက်မယ်ပေါ့နော်အဲ့တော့ get link ကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော် download ကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော် download ဆွဲပြီးဖြစ်ပါတယ်အဲ့တော့ download ဆွဲတဲ့ဟာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီကမြားလေးကိုနှိပ်ပြီးတော့ show in folder ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးရှိနေတဲ့နေရာကိုရောက်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဖွင့်ကြည့်ရအောင်ဒါဆိုရင်နှိပ်လိုက်တဲ့ကိုကြိုက်တဲ့ application ကိုကျွန်တော်တို့ပေးလိုက်မယ် okay ပေါ့နော်အများကြီးဒီ application ကိုတုံးမယ်ဆိုရင်တော့ဒါလေးကိုအမှန်တည်းထည့်ပေးလိုက်ပေါ့နော်